အမေသားနော်လဲတိဖူတဲ့နင်းနေအမေသားပဲဖြစ်ဖြစ်အမေနွားပဲဖြစ်ဖြစ်နော်အမေသားစပတ်စားပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ငါတို့နဲ့မဆိုင်နော်ဟောချင်ရင်နင်းအမေစခေါင်းနဲ့မတွားဟာနော်ငါပုတ်အမလာမဟောင်းနဲ့အမေသားစပတ်စားရဲ့စခါမှုလေအားဝစေ ဟုတ်စခန်းမှုကဘာတူလဲ စခါမှုနာမပြောဝဝတော် စခန်းမှုကဘာမှမပြောဘူးလားဒီဆေးရောင်းတာတွေနေလို့ပတ်စံတွေဒီလိုလိုင်းကြီးတွေပေးပြီးရောင်းနေတာတွေနေလို့စခန်းမှုကဘာမှမပြောဘူးလား စခါမှုတော့ဘောမကျွန်မစခါမှုကဘောမပြောစေကျွန်မစခါမှုကကျွန်မတို့ခေါ်ပြောလို့စေလောက်တယ်မလောက်တာစေ အခုငါနဲ့တက်တော့အကောင့်ထဲမှာနေကစားထားတာတွေတွေ့တယ်ပေါင်900ဘုံနဲ့လာကျဲပါလားပြောအခုလာကျဲခိုင်းရင်ရောအဆင်ပြေမှာ မပြေစေ ဟမ်ကိုချင်းစာတတ်လား စတားစေ ကိုချင်းစာတတ်လား တားစေ ငါတို့ကနင်တို့တတ်မလို့ချစ်တယ်ဆိုတာပြင်းနေတာပေါ့ငါတို့ကနင်တို့ထက်ပိုချစ်တယ်တတ်မလို့ကိုခုတုံးလှုပ်ပြီးတော့မှနိုင်ငံအာဏာကိုမတရားယူတဲ့ကောင်တွေကိုငါတို့ကတော်လာတာနော်မော်လားကွာနော်အဲ့တော့နိမိသားစုကိုတော့အခုခုနငါတို့ရဲဘော်ပြောသလိုစားဖို့တောက်ဖို့ငါတို့ကပြစ်မထောင်ငါတို့ကလူစိတ်ရှိတယ်နော်ကလေးမရအမေဖမ်းအမေမရကလေးဖမ်းငါတို့ခွေးလိုမျိုးမလုပ်ဘူးမဲအောင်လိုင်းစက်တက်လို့ငါတို့မလုပ်ဘူးနော်ကလေးမရအမေဖမ်းအမေမရရင်တာဖမ်းတမိဖမ်းငါတို့မလုပ်ဘူးနှစ်ကလေးတွေကိုနေရာတော့နဲ့အပြစ်ရှိတဲ့တိုင်းတွေဒီမှာခံနော်အဲ့ဒါငါတို့ကဒါဥပဒေငါတို့ကဥပဒေနဲ့အညီလုပ်တာနင်တို့ထောက်ခံတဲ့အဘစစ်ခွေးတွေရတာဗဇက်ကလာဥပဒေအညီပြောတာစောက်တလွဲလုပ်တာငါတို့တော်လိုင်းရေးဘက်ကဘယ်တော့မှစောက်တလွဲမလုပ်ဘူးဥပဒေနဲ့အညီပဲနင့်ကိုလုပ်မယ်ဥပဒေနဲ့အညီပဲနင့်ကိုအရေးယူမယ်နင့်မိသားစုကိုလည်းငါတို့ကအခုတက်ရှိကာလမှာစစ်ဘေးစစ်ဒဏ်တင့်နေတဲ့အတွက်ငါတို့ကပြစ်မထားဘူးဒီတော်လိုင်းရေးတပ်ဖွဲ့ဒီဘက်ကငါတို့ဘက်ကတာဝန်ရှိတဲ့လူကြီးတွေကဒီရဲဘော်တွေကအစားနေ့ကလေးတွေကိုငါတို့သွားပြီးကြည့်ရှုစောင့်ရှောက်ပေးမယ်နော်သဘောပေါက်လားထောက်ခံလေးဘာဖြစ်တာတော့နေလဲနေကြိုက်တာနေထောက်ခံတာပဲဘာမှဖြစ်ဘူးဒါပေမဲ့ဓမ္မနဲ့အဓမ္မဆိုတာတော့ခွဲခြားပြီးသိဖို့လိုတယ်နော်နေတာမိတ်ကလေးဖြစ်နေလို့ဒီဘက်ကဘာမှမလုပ်တာခုဒါမိတ်ကလေးအဖော်တွေနဲ့ငါတို့လာတာနေ့ကငါတို့လက်ဖျားနဲ့တော့မထိဘူးထိလည်းမထိကြုံယွန်လို့အဲ့တော့မိဘပြည်သူညီကိုမောင်မတော်ခင်ဗျာကျွန်တော်ယခုမေးကြတဲ့ဗီဒီယိုဖိုင်မှတ်တမ်းလေးကိုကြည့်ရှုပြီးတော့မှညီကိုမောင်နှမတွေအားလုံးရဲ့သဘောထားမှတ်ချက်လေးတွေကိုကျွန်တော်လိုချင်ပါတယ်